Hello အားလုံးပဲမင်္ဂလာပါ2026မှာကိုစိတ်နှပြလန်ချမ်းမြေ့ကြပါစေရှင်အခုမော်ရောက်နေတဲ့နေရာကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့လေကောင်မှာရှိတဲ့ဝမ်လုံနေရာတစ်ဝိုက်ပဲဖြစ်ပါတယ်ရှင်ဒီနာတစ်ဝိုက်အားလုံးကတော့အထင်ကြီးဖျားတွေလေစရာပတ်စရာနေရာတွေအများကြီးစုဝေးနေတဲ့နေရာတစ်ခုလို့လည်းပြောလို့ရပါတယ်ရှင်ဒီနေရာရောက်လာတဲ့အခါကျတော့စိတ်ထဲမှာထူးထူးခြားခြားခံစားရတာတစ်ခုတော့ရှိပါတယ်ရှင်အဲ့ဒါကတော့မော်တို့မြန်မာပြည်သားတွေနေ့တစ်ကတမယမှာလွတ်လပ်ပေါ်ပါစွာတွာလာလှုပ်ရှားနေတာကိုတွေ့ရတာပါပဲရှင်ဒီလူအုပ်ကြီးကတော့မြဖျားတဲ့ကိုဝင်ဖို့စောင့်ဆိုင်နေကြတာပါရှင်ဒီမြဖျားဟာပုံမှန်ရက်သွားလဲမယ်ဆိုရင်ပတ်900ဝင်ကြေးပေးရပါတယ်ရှင်ဒီမြဖျားဟာလည်းဒီလိုမျိုးနှစ်တစ်ကိုအခါတမယမှာအလကားဝင်ခွင့်ပေးထားပါတယ်ရှင်ဒီလူအုပ်ကြီးဟာလည်းအားလုံးနေပါမြန်မာပြည်သားတွေပါရှင်ဒီလိုမြင်လိုက်ခြင်းအပြင်အားလုံးကပါစိတ်ဖြစ်စီမှုမှမရှိသလိုလွတ်လပ်ပေါ်ပါစွာပျော်ရွှင်နေကြတာကိုမြင်ရတကယ်ကိုရင်ထဲလိုက်လဲကြည်နူးမိပါတယ်ရှင်ပြီးခဲ့တဲ့အချိန်ကာလတွေမြန်မာပြည်သားအားလုံးခက်ခဲတွေပင်ပန်းမှုတွေညခဲ့ကြတာနော်ဒါပေမဲ့ဒီလိုနှစ်တစ်လေးမှာတော့အားလုံးကလွတ်လပ်ပေါ်ပါတဲ့ငှက်လေးတကောင်တွေလိုဟိုတီတွာလာလဲပတ်နေတာကိုတွေးလိုက်တော့ဒါဟာတို့မြန်မာပြည်သားတွေတိတ်ကိုလိုချင်နေတဲ့ငြိမ်းချမ်းမှုတွေလွတ်လပ်ပေါ်ပါမှုတွေပေါ့မော်တို့မြန်မာပြည်သားချင်းအနေနဲ့မြန်မာပြည်သားတွေလွတ်လပ်ပေါ်ပါစွာတားလာလှုပ်ရှားနေတာကိုကြည့်ပြီးပီတိလည်းဖြစ်မိပါတယ်ဒီနေရာလေးကတော့ဝမ်လုံကနေလမ်းလျှောက်လာလို့ရတဲ့ခုခေါထုံးလို့ခေါ်တဲ့ရွှေတောင်ဖျားပေါ့ဒီနေရာမှာလည်းဖျားပွဲပါရှိတဲ့အခါကျတော့လူတွေကတိတ်ကိုစီလွန်လာပါတယ်ဒီလိုတောင်တက်တဲ့အချိန်မှာတော့တိုးမပေါက်လောက်အောင်ပါပဲနော်ဘန်ကောက်မြို့လေကောင်မှာတဘာဝတရားနဲ့အနည်းဆက်ဆုံးဖြစ်အောင်တည်ထားကိုးကွယ်ထားတဲ့ဖျားတဆူပေါ့တက်လမ်းမှာရေတကွန်တွေငားကန်လေးတွေလှုပ်ထားပါသေးတယ်နေပူလိုက်နေရိပ်လိုက်နဲ့ဒီဖျားတောင်ပေါ်ကိုတက်ရတာရွာကိုတောင်တတိယသွားစေပါတယ်ဖျားတောင်ပေါ်ရောက်သွားတဲ့အခါကျတော့ဘန်ကောက်မြို့ရဲ့အလားတရားတွေကိုလမ်းပြီးတော့ရှုမြင်လို့ရပါတယ်ရှင်ဒီဖူးခေါထုံးဖျားကတော့အတိတ်ထံဖျားလို့လည်းနာမည်ကြီးထားပါတယ်ရှင်အေးစစ်စစ်နဲ့အတိတ်ထံဝင်မယ်ဖျားပူးမယ်ဆိုရင်တော့ကြားရက်တွေတွားဖို့အကြံပေးချင်ပါတယ်ရှင်ဒီနေရာလေးကတော့ဖျားတောင်ပေါ်မှာရှိတဲ့ colorful candle လေးတွေကိုကလူပူဇော်လို့ရတဲ့ရေကန်လေးပါရှင်ဒီနေရာလေးကတော့တံဝေကတည်းရတော့အောင်ရုပ်လုံးပုံပေါ်ထားတာပါရှင်အားလုံးပဲ2026မှာကံကောင်းခြင်းများစွာနဲ့ပိုင်ဆိုင်နိုင်ကြပါစေ